2026ကမ္ဘာဖလားရဲ့အကောင်းဆုံးကစားသမားများ2026ကမ္ဘာဖလားကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။စပိန်ကထိုက်ထိုက်တန်တန်ပဲချန်ပီယံဖြစ်နိုင်ခဲ့တယ်။ရိုဒရီကရွှေဘော်လုံးစု၊အမ်ဘာပေကရွှေဖနက်စု၊ကူဘာစီကအကောင်းဆုံးလူငယ်ကစားသမားစုတွေစုခူးနိုင်ခဲ့ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးအကြိမ်ဖြစ်48သင်းထိတိုးချဲ့လိုက်တာကြောင့်လည်းပွဲစဉ်တွေအတော်များများကိုကျွန်တော်တို့တွေတဝါကြီးကြည့်ခဲ့ရပါတယ်။ကျွန်တော်တို့ဆရာကျောင်းစပေါ့အနေနဲ့လည်းဒီကမ္ဘာဖလားရဲ့အကောင်းဆုံးကစားသမား17ယောက်ကိုရွေးချယ်တင်ဆက်ပေးရင်းနဲ့2026ကမ္ဘာဖလားကိုနှုတ်ဆက်လိုက်ရပါတယ်။အာဂျင်တီးနားချန်ပီယံမဖြစ်ခဲ့ပဲဒုတိယနဲ့ကျေနပ်ခဲ့ရတယ်။မက်ဆီလည်းရွှေဘော်လုံးစုတွေရွှေဖနက်စုတွေနဲ့လွဲချော်သွားရတယ်။ငွေဘော်လုံးစုငွေဖနက်စုတွေပဲရခဲ့ပါတယ်။ဒါပေမဲ့တဦးချင်းခြေစွမ်းရဆိုရင်တော့မက်ဆီဟာဒီကမ္ဘာဖလားရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ပါပဲ။ကိုယ်တိုင်8ဂိုးသွင်းခဲ့တဲ့အသင်းပေါ်တွေအတွက်4ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။39နှစ်ဆိုတဲ့အသက်အရွယ်တစ်ခုမှာဒါမျိုးလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ပိုရေးကြီးတာကတော့မက်ဆီကြောင့်သာမဟုတ်ခဲ့ရင်အာဂျင်တီးနားဟာဘယ်လိုနည်းနဲ့မှဖိုင်နယ်ထိရောက်မလာနိုင်ဘူးဆိုတာပါပဲ။ကေဘော်ဒီနဲ့ပွဲအေဂျင့်နဲ့ပွဲတွေမှာတင်အာဂျင်တီးနားရဲ့ကမ္ဘာဖလားခရီးစဉ်ကအဆုံးသတ်သွားနိုင်တယ်။မက်ဆီရဲ့သွင်းဂိုးတွေဂိုးဖန်တီးမှုတွေအသင်းပေါ်အကောင်းဆုံးဦးဆောင်ပေးနိုင်မှုတွေကြောင့်ဒါလျှင်သူတို့တွေဖိုင်နယ်ထိရောက်လာခဲ့တာဖြစ်ပါတယ်။ကမ္ဘာဖလားဆိုအထူးခြေစွမ်းပြပြီးတော့ဂိုးတွေတိုင်းတိုင်းသွင်းတတ်တဲ့အမ်ဘာပေဟာဒီတစ်ချိန်မှာလည်းအဲ့ဒီအစင်လာကောင်းတရက်ကိုဆက်ထိန်သွားနိုင်ခဲ့ပါတယ်။ကိုယ်တိုင်10ဂိုးသွင်းခဲ့တဲ့အသင်းပေါ်တွေအတွက်လည်း4ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ဒီကမ္ဘာဖလားရဲ့ရွှေဖနက်စုရှင်ဖြစ်ခဲ့သလိုကြေးဘော်လုံးစုကိုလည်းစုခူးနိုင်ခဲ့ပါတယ်။ကမ္ဘာဖလားရွှေဖနက်စုကို2ကြိမ်တိစုခူးနိုင်ခဲ့တဲ့ပထမဆုံးနဲ့တူဦးဒီသောကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သလိုကမ္ဘာဖလားသမိုင်းတစ်ချောင်းဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်လာခဲ့ပါတယ်။ကမ္ဘာဖလားချန်ပီယံစပိန်ရဲ့အသင်းကောင်းဆောင်တူဦးဖြစ်တယ်လို့နီးစနစ်နီးပြူအပိုင်းအရာလဲရိုဒရီကအဓိကကစားသမားတစ်ယောက်ပါပဲစပိန်ရဲ့ဒီတစ်ချိန်ကမ္ဘာဖလားအောင်မြင်မှုမှာတော့တူဦးချင်းခြေစွမ်းထက်အသင်းလိုက်စုစည်းမှုကပိုပြီးတော့အဓိကကျခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကွင်းလယ်ရောက်ရိုဒရီရဲ့ဥဆောင်မောင်းနှင်ပေးနိုင်မှုတွေကြောင့်လဲစပိန်ဟာအခုလိုမျိုးအကောင်းဆုံးအသင်းလိုက်စုစည်းမှုတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာလို့ပြောလို့ရပါတယ်ဒါကြောင့်ရွှေဘော်လုံးစုကိုလည်းရိုဒရီကထိုက်ထိုက်တန်တန်ပဲစုခူးသွားနိုင်ခဲ့ပါတယ်ကွင်းလန်တိုက်စစ်ကစားသမားတူဦးသာဖြစ်ပေမဲ့လည်းဘေလင်ဟန်ဟာဒီကမ္ဘာဖလားမှာအင်္ဂလန်အတွက်စုစုပေါင်း9ဂိုးထိသွင်းပေးနိုင်ခဲ့တယ်။အထူးသဖြင့်မက္ဆီကိုနဲ့နော်ဝေတို့ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ရှုံးထွက်ပွဲစဉ်တွေမှာဘေလင်ဟန်ရဲ့ဂိုးတွေကအင်္ဂလန်အတွက်အဓိကကျခဲ့ပါတယ်။အမ်ဘာပေနဲ့မက်ဆီကလွှဲရင်ဒီကမ္ဘာဖလားမှာသူ့တဲ့ဂိုးပိုသွင်းနိုင်တဲ့ကစားသမားတစ်ယောက်မှမရှိခဲ့ပါဘူး။ဒီစီးမှာပါဝင်လာတဲ့တူဦးသေးသောဆယ်ကျော်သက်ကစားသမားပါပဲ။ကူဘာစီကအခုမှ19နှစ်ပဲရှိပါသေးတယ်။ဒါပေမဲ့ဘာစီလိုနာအတွက်ပြိုင်ပွဲတုံပွဲ130နီးပါးကစားထားခဲ့တယ်။စပိန်လူရေးစဉ်အသင်းအတွက်လည်းပွဲ20တိတိပါဝင်ကစားပေးထားပါတယ်။ကူဘာစီရဲ့ခြေစွမ်းဟာ19နှစ်ဆိုတဲ့အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင်ကိုရင်းချက်တည်ငြိမ်နေခဲ့တာလည်းတွေ့ရပါတယ်။ပြိုင်ပွဲတစ်ချောင်းလုံးမှာပေးကိုတစ်ခုပဲခွင့်ပြုခဲ့ရတဲ့စပိန်ခံစစ်ကြောင်းအတွက်ကူဘာစီကအဓိကအရေးပါတဲ့ကစားသမားတစ်ယောက်ပါပဲ။ဘုံနောက်ခံလူဆိုပေမဲ့တတော်တက်တာကျွမ်းကျွမ်းကျင်ကျင်နဲ့ဘောလုံးကင်ကစားနိုင်တယ်လို့ line breaking pass ပေးပို့မှုတွေနဲ့တိုက်စစ်လမ်းကြောင်းတွေကိုလည်းဖော်ဆောင်ပေးနိုင်ပါတယ်။ခံစစ်စုံတွေက playmaker တယောက်လို့သုံးသပ်ရမှာဖြစ်ပါတယ်။ဒီကမ္ဘာဖလားရဲ့အကောင်းဆုံးလူငယ်ကစားသမားစုကိုလည်းကူဘာစီကထိုက်ထိုက်တန်တန်ပဲစုခူးနိုင်ခဲ့ပါတယ်။ကူဘာစီကမြန်တယ်လူရဲကင်ရဲရှိတယ်ဒီရည်သွေးတွေကိုအတွေ့အကြုံရင်းချက်ပြီးတော့တည်ငြိမ်မှုအပြည့်ရှိတဲ့လောင်ပေါက်လိုအသင်းပေါ်မျိုးနဲ့တွဲပေးလိုက်တဲ့အခါစပိန်ခံစစ်ကအကောင်းဆုံးအနေထားဖြစ်သွားပါတယ်။လူငယ်လေးကူဘာစီလိုပဲဝိုင်ရဲ့လာပေါက်ကလည်းစပိန်ရဲ့ခံစစ်ကြောင်းတည်ငြိမ်မှုအတွက်အများကြီးအရေးပါခဲ့တာဖြစ်ပါတယ်။ဟာလန်ကတော့ဟာလန်ပါပဲ။ဒီကမ္ဘာဖလားမှာ9ပွဲပဲကစားခွင့်ရခဲ့ပေမဲ့9ဂိုးတိတိသွင်းနိုင်ခဲ့တယ်။အမ်ဘာပေနဲ့မက်ဆီပြီးရင်ဒီပြိုင်ပွဲရဲ့တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်ဘယ်လင်ဟန်နဲ့အတူပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ဒါတောင်နော်ဝေကကွာတာဖိုင်နယ်ထိပဲရောက်ခဲ့လို့ဖြစ်ပါတယ်။ဟာလန်ကဒီထက်ပိုပြီးတော့ပွဲတွေကစားခွင့်ရခဲ့ရင်ဒီထက်ပိုပြီးဂိုးတွေသွင်းနိုင်မှာအသေးချာပါပဲ။အင်္ဂလန်အသင်းကောင်းဆောင်ဖြစ်တယ်လို့တိုက်စစ်တစ်ခုလုံးအတွက်အများကြီးအရေးပါတဲ့ကစားသမားတူဖြစ်ပေမဲ့ကွာတာဖိုင်နယ်နဲ့နောက်ပိုင်းမှာတော့ဟာရီကိန်းစီကအကောင်းဆုံးခြေစွမ်းတွေကိုသိပ်မမြင်ခဲ့ရပါဘူး။ဒါပေမဲ့ဒီကမ္ဘာဖလားမှာအင်္ဂလန်အတွက်သူ6ဂိုးသွင်းပေးနိုင်ခဲ့တယ်
တိုက်စစ်မှုတစ်ယောက်အသိန်းကောင်းဆောင်တစ်ယောက်အနေနဲ့အကောင်းဆုံးတာဝန်ကျေခဲ့ပါတယ်အိုလီစေကဒီကမ္ဘာဖလားရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ပါတယ်အသင်းပေါ်အမ်ဘာပေကိုရွှေဖနက်စုရအောင်ဂိုးသွင်းစံချိန်တင်နိုင်အောင်သူအများကြီးကူညီပေးနိုင်ခဲ့တယ်လို့လည်းပြောရမှာဖြစ်ပါတယ်သူကိုယ်တိုင်လည်းဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေရှိခဲ့ပေမဲ့တကူမှမရခဲ့တာတော့နှမျောစရာပါပဲဒါပေမဲ့အိုလီစေဟာ2026ကမ္ဘာဖလားရဲ့အကောင်းဆုံး playmaker တစ်ယောက်ဆိုတာတော့အသေးချာပဲဖြစ်ပါတယ်လက်ရှိဘယ်လိုဒီယောဆုရှင်ပီတာတဲ့စွမ်းဆောင်ရည်မျိုးကိုဒမ်ဘီလီပြသနိုင်ခဲ့ပါတယ်ဒီကမ္ဘာဖလားမှာပြင်သစ်အတွက်6ဂိုးသွင်းပေးခဲ့တယ်2ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လက်ရှိပြင်သစ်တိုက်စစ်မှာတော့သွင်းဂိုးတွေအတွက်အမ်ဘာပေဂိုးဖန်တီးမှုတွေအတွက်အိုလီစေကပို့ပြီးတော့ထင်ရှားပေမဲ့ဒမ်ဘီလီကလည်းအများကြီးအရေးပါတဲ့ကစားသမားတစ်ယောက်ပါပဲဒီကမ္ဘာဖလားရဲ့အကောင်းဆုံးညာနောက်ခံလူတစ်ယောက်ဖြစ်ပါတယ်ညာနောက်ခံလူတစ်ယောက်ဆိုပေမဲ့ပွဲနေထားပုံမူတည်ပြီးတော့ကွင်းလယ်နဲ့တိုက်စစ်ကိုအကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ခဲ့တာတွေ့ရပါတယ်အထူးသဖြင့်သူ့ရဲ့ overlap underlap တွေကအသင်းပေါ်လာမရအမဲကိုအများကြီးကစားပေါက်ချောင်သွားစေခဲ့တယ်။ space အလုံးလောက်ရသွားစေခဲ့ပါတယ်။ပြင်သစ်နဲ့ semi final မှာအရေးပါတဲ့ဒုတိယဂိုးကိုကိုယ်တိုင်တက်သွင်းပေးခဲ့တယ်လို့အာဂျင်တီးနားနဲ့ final မှာလည်း Ferran Torres ရဲ့အဖိုးတန်အနိုင်ဂိုးကသူ့စီကနေအစပြုလာခဲ့တာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဆရာကျောင်း sports ကရွေးချယ်လိုက်တဲ့2026ကမ္ဘာဖလားရဲ့အကောင်းဆုံးကစားသမား17ယောက်ပါပဲ။ညီကိုတို့ကြိုက်ကတော့ဘယ်ကစားသမားတွေဖြစ်မလဲမှန်မှာပြောပေးခဲ့ပါဦး